အားလုံးပဲမင်္ဂလာပါ HKK ဒီရက်ပိုင်းနဲ့ကြိုဆိုပါရစေ။ဒီရက်ပိုင်းမှာဒီ Wi-Fi UPS လေးတွေနည်းနည်းအယောင်စိတ်တယ်လို့ပြောအောင်ပေါ့။ရောင်းတာလည်းတွက်လာတယ်။တခုမှာကျင်တာက1000 mAh ဆိုရင်ကျွန်တော်စီမှာ6000နဲ့ရောင်းတယ်။ဒါပေမဲ့ကိုရက်ကွက်ရဲ့မီးပြတ်တဲ့နှုံထားပေါ်မူတည်ပြီးတော့မှနည်းနည်းလေးပြန်ပြီးမှချင်းချင်းစဉ်းစားစီခြင်းတယ်။1000ခွဲလောက်တော့1000ခွဲမဲ့လောက်ထိတော့သုံးစီခြင်းတယ်ပေါ့လေ။ဒါကကျွန်တော်ရောင်းကျင်လို့ပြောတဲ့ငွေများတဲ့အမောက်များတဲ့အလုံးကိုရောင်းကျင်လို့ပြောတာမဟုတ်ဘူးပြဿနာပါလဲဆိုတော့တချို့ကမီးရဲ့တဲမှာ2နာရီလောက်လာတယ်တခါပြတ်သွားလိုက်2နာရီလာလိုက်ပြတ်သွားလိုက်2နာရီအတွင်းမှာတော့မှမိတ်လိုက်လာလိုက်ပြက်လိုက်ဖြစ်တဲ့ခါကျတော့အားမပြည့်နိုင်ဘူးသူကသုံးကလည်းအများနဲ့သုံးကျင်နေတယ်အားမပြည့်နိုင်ဘူးပြီးလာတဲ့အချိန်မှာတော့၄တုံးကတော့ခဏရွာလောက်တဲ့ဒီမှာအတုံး၄တုံးတော့ပြနေရပေါ့ဗျာဒီလိုပြနေတယ်ပြီးပြတ်သွားပြီတဲ့အတုံးနဲ့တန်းရော့သွားတယ်အမှန်အဲ့ဒါမှအာမခံတော့ဘူးဆိုပြီးတော့မှတချို့ကကြတော့ complaint လေးတက်တာရှိတယ်ဒါပေမဲ့ကျွန်တော် customer စိတ်ချမ်းသာအောင်လို့ကျွန်တော်လဲပေးခဲ့တယ်ဒါမျိုးလေးတွေကိုမှဘက်ထရီကိုမှသူတို့စိတ်တန့်သွားလို့ဆိုလဲပေးအမှန်ဘက်ထရီရဲ့ပြဿနာမဟုတ်ဘူးအားကိုပြည့်အောင်သွင်းထားတာကြောင့်မို့ဒီတုံးလေးကိုပဲကြည့်ပြီးသူတို့ဆုံးဖြတ်ကြတယ်ကျွန်တော်ကတခြားရှင်းပြလဲတချို့ကကြတော့တိတ်ပြီးတော့မှနားမလဲကြတာလဲပါမှာပေါ့ဒီမှာ indicator လေးဒီမီးလေးcharging မီးဆိုနေတယ်ကျွန်တော်တို့ကဒီကတ်နေဒီတုံထားတဲ့ခါကျတော့စိမ့်သွားပြီဆိုရင်အားပြည့်တယ်ဒီစိမ့်တဲ့အဆင့်ကိုသူတို့ဘယ်တော့မှမရဘူးအရင်ဟိုတုန်းကကတ်တွေဆိုကျွန်တော်ကတ်စိမ့်နေတုံးလာတာပေါ့နော်ကတ်စိမ့်နေတုံးတယ်ဆိုရင်တော့သူကနီနေရင်ချာခြင်းစိမ့်နေရင်အားပြည့်ပြီဖလုတ်နဲ့သွင်းနေရပေါ့လုံးဝဒီမီးလုံးဝပျောက်သွားပြီဆိုရင်တော့ဒါစိတ်ချပြီအားလုံးဝပြည့်သွားပြီဆိုတဲ့သဘောပေါ့အဲ့တော့30လောက်ကြီးပါတယ်အဲ့လိုပြောပြတာပေါ့တချို့ကြတော့နားမလဲကြတဲ့ခါကျတော့မီးကလည်းလာကပြတ်တောင်းနဲ့လာပြီးတော့မှဘက်ထရီမခံဘူးလို့ထင်ကြတာတချို့ကကြတော့ဘက်ထရီကတော့သူ့ဘက်ကတိုင်းကျွန်တော်တို့ပြောထားတဲ့အတိုင်းခံတယ်အားပြည့်အောင်မသွင်းနိုင်တဲ့အနေအထားလေးမှာဒီလိုလေးဖြစ်တာကြောင့်ပေါ့ကိုရက်ကွက်ရဲ့မီးပြတ်တဲ့နှုံထားပေါ်မူတည်ပြီးတော့မှချင်းချင်းပြီးတော့မှဒီ Wi-Fi UPS လေးဝယ်စီခြင်းလည်းမဟုတ်ဘူး backup system အနေနဲ့သုံးတာကြောင့်မို့ဥမာမီးက9နိုင်10နိုင်လောက်စက်တိုက်ပြစ်တယ်ဆိုရင်ဒီကောင်လေးနဲ့ကတော့ပုံမှန်တိုင်းကတော့အဆင်ပြေအားပြည့်အောင်သွင်းနိုင်ပြီလေဆိုရင်အခါကျကိုကမီးလာတဲ့ချိန်နဲ့အားပြည့်အောင်သွင်းနိုင်ဘူးလို့တောင်းဝဲအားလောက်ကိုယူထားတဲ့အခါကျတော့အကြောင်းကြောင့်မီးကဓာတ်ပိုပြတ်သွားပြီလေဆိုရင်လည်းအဆင်ပြေတယ်ဒါလေးပါဒီနေ့ပြောချင်တာကတော့ကိုရက်ကွက်ရဲ့မီးပြတ်တဲ့နှုံးပေါ်မှာမူတည်ပြီးတော့မှကြည့်ပြီးတော့မှဝယ်ပေးကြပါလို့အားလုံးကျေးဇူးတင်ပါတယ်